ပိန်လှခြင်းတဲ့မိန်းကလေးတယောက်သူမမှာပိုနေတဲ့အစီပိတ်တာ20ကျော်ကိုတစုံတစ်ယောက်စီရောင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။လူတွေကပြောကြတယ်ဒီနေရာမှာဘာမဆိုရောင်းလို့ရတယ်လဲလှယ်လို့ရတယ်တဲ့အရာရာတိုင်းကိုမျှတစွာလဲလှယ်ပေးတဲ့ဆိုင်ဒါပေမဲ့ဆိုင်ရှင်ကတတိပေးခဲ့ပါတယ်။ခန္ဓာကိုယ်ကအစီတွေဆိုတာလူတစ်ယောက်ရဲ့အသက်ဆွမ်းအားနဲ့တွေးသားတွေပါဝင်နေတာမို့ဒါကိုရောင်းချလိုက်တာဟာမင်းရဲ့အကြမ်းမာရေးကိုထိခိုက်စေနိုင်တယ်။ဒါပေမဲ့သူမကတော့ဂရုမစိုက်ခဲ့ပါဘူး။သူမရဲ့မျက်ရည်တွေထဲမှာနာကျင်စရာအတိတ်တွေရှိခဲ့လို့ပါပဲငယ်ငယ်ကလေးကဝါတဲ့သူမို့လူတွေရဲ့နှိမ်ချမှုကိုခံခဲ့ရတယ်လို့လွန်ခဲ့တဲ့တလကသူမချီရသူကိုဖွင့်ပြတဲ့အခါမှာလဲမင်းလိုလူကိုချင်းမဲ့အစားတက်တက်လုံးလူပြိုကြီးပဲနေလိုက်မယ်ဆိုပြီးလှောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်ကျောင်းတစ်ကျောင်းလုံးရဲ့ဟာတာဖြစ်ခဲ့ရတဲ့သူမအလှပဆုံးဝတ်စုံတွေကိုဝတ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ချင်ခဲ့တာပါသူမရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့်ဆိုင်ရှင်ဟာသူမရဲ့အစီတွေကိုအသားတုံးအဖြစ်ပြောင်းလဲလိုက်ပါတော့တယ်။ကရိယာဘော်ကိုလက်တင်လိုက်တာနဲ့ခဏချင်းမှာပဲအော်အောစရာကောင်းလောက်အောင်ပိန်ပယ်လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ပေါင်190ရှိခဲ့တဲ့ကိုအလေးချိန်ဟာပေါင်90အထိကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဒီအစီတွေအတွက်သူမရရှိခဲ့တဲ့ငွေကြေးကတော့အော်စရာကောင်းလောက်အောင်နေပါလွန်လာပါတယ်။သူမထွက်ခွာသွားပြီးတဲ့နောက်မှာတော့နောက်ထပ်မိန်းကလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။သူမကတော့အယံကိုပိန်လွန်ပြီးဖြော်တော်နေတဲ့သူပါအလားပါကိုအယံမမောလုံးလို့အစာငတ်ခံခဲ့တဲ့သူမဟာအခုတော့အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီ။သူမရဲ့မိဘတွေကတမီးဖြစ်သူကိုကဲတင်မှုအဆိုင်ရှင်ကိုအတနာခံခဲ့ကြပါတယ်။လူတယောက်ကိုပိန်အောင်လုပ်ပေးနိုင်တယ်လို့ဝါအောင်လည်းလုပ်ပေးနိုင်တယ်လို့သူတို့ယုံကြည်ခဲ့ကြတာပါ။ဆိုင်ရှင်ကသဘောတူခဲ့ပေမဲ့လဲလှယ်မှုဟာတရားမျှတရပါမယ်။ကျမရင်နဲ့အသက်ဆွမ်းအားတွေကုန်ခန်းနေပြီဖြစ်တဲ့အဲ့ဒီမိန်းကလေးမှလဲလှယ်စရာဆိုလို့ရုပ်ရည်အလားပါပဲကြံပါတော့တယ်။အသက်ဆက်ရှင်မှုအတွက်သူမဟာသူမရဲ့အလားတရားကိုဆွလို့ဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။နောက်ဆုံးတော့အလားတရားဆိုတာအပြင်းမအရာသာဖြစ်ပြီးအသက်ရှင်ခွင့်ကသာအရေးကြီးဆုံးဆိုတာကိုဒီဇလန်လေးကပေါ်ပြပေးနေပါတော့တယ်။